ဇူပလားဆောင်ကြည့်ရင်ချယ်ဆီးရဲ့ Stamford Bridge စီကိုလာခဲ့ပါပရိသတ်များအားလုံးပဲမင်္ဂလာပါပရိသတ်တွေအတွက်အားကစားပူးသူရရရှိစေဖို့ရည်ရွယ်တင်ဆက်ပေးနေတယ်ကျွန်တော်ရဲ့ Seven Sport YouTube Channel ကနေပရိသတ်တွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဇာကူရာဘန်းတွေကြည့်ကြလားဒါဆိုရင်တော့မိတ်ဆွေနေနဲ့ဂျပန်ပြည်ကိုသွားပါကိုဝါလာတိတ်ဆန်လေးတွေကြည့်ကြလားဩစတြေးလျကိုသွားပါကျွဲဝချမ်းသာခြင်းတွေကိုကြည့်ကြလားဒူဘိုင်းမြို့ကိုသွားပါဒါပေမဲ့မိတ်ဆွေတို့အနေနဲ့ဘောလုံးပြိုင်ပွဲတွေမှာပြီးရဲ့ချီမီနဲ့စူပလာဆောင်ကိုတန်တရာထဲမှာကြည့်ကြရင်တော့အင်္ဂလန်နိုင်ငံလန်ဒန်မြို့ကိုသွားပါကျွန်တော်ပြောတဲ့လန်ဒန်ဆိုတာအာဆနယ်တို့စပါတို့ရှိတဲ့ဘက်ချမ်းကိုပြောတာမဟုတ်ပါဘူးချယ်ဆီအသင်းရှိတဲ့လန်ဒန်ဘက်ချမ်းစီကိုပြောတာပါချယ်ဆီအသင်းဟာ2024-25ဘောလုံးရာသီကိုကမ္ဘာဘောလုံးစံချိန်မှတ်တမ်းတစ်ခုကိုတင်ကရာသီပိတ်သိမ်းခဲ့ပါတယ်ဒီစံချိန်ကဘလို့စံချိန်မျိုးလဲဆိုရင်တော့ဥရောပဘောလုံးပြိုင်ပွဲရဲ့ထက်တိုးကျင်းပပြုလုပ်တဲ့ Conference League ပြိုင်ပွဲမှာချယ်ဆီအသင်းချန်ပီယံဖြစ်ခဲ့ပါတယ်ဒီလိုဖြစ်ခဲ့မှုကြောင့်လက်ရှိဥရောပရဲ့ဘောလုံးပြိုင်ပွဲတွေမှာစူပလာအားလုံးကိုရရှိခဲ့တဲ့အသင်းဖြင့်ချယ်ဆီအသင်းကမှတ်တမ်းဝင်ခဲ့ပါတယ်2024-25ဘောလုံးရာသီရဲ့ Conference League ဘောလုံးပွဲစဉ်မှာစပင်ကလပ် Real Betis အသင်းနဲ့ Premier League ကလပ်ချယ်ဆီအသင်းတို့ရှင်ပြိုင်ခဲ့ကြရာမှာချယ်ဆီအသင်းက၄ဂိုးတဂိုးနဲ့အနိုင်ရခဲ့ပြီးချန်ပီယံဖြစ်ခဲ့ပါတယ်ဒါအပြင်ချယ်ဆီအသင်းကတော့ချန်ပီယံလိဝင်ခွင့်လည်းရခဲ့မှုကြောင့်2024-25ဘောလုံးရာသီကိုအောင်မြင်မှုတစ်ခုအနေနဲ့အဆုံးသတ်နိုင်ခဲ့တယ်လို့ပဲသတ်မှတ်ရမှာပါဥရောပပြိုင်ပွဲကောင်းစဉ်အောက်မှာစူပလာမျိုးစား၅မျိုးတိရှိခဲ့ပြီးဟိုအရင်ကကျင်းပခဲ့တဲ့ UEFA Cup Winner Cup အရင်ကကျင်းပခဲ့တယ်လို့အခုလည်းကျင်းပလည်ရှိတဲ့ချန်ပီယံလိယူရိုပါလိချန်ပီယံလိချန်ပီယံနဲ့ယူရိုပါလိချန်ပီယံတို့သာရှင်ပြိုင်ရတဲ့ဥရောပစူပါဖလားနဲ့နောက်ဆုံးကျင်းပလည်ရှိတဲ့ Conference League အစရှိတဲ့ပြိုင်ပွဲတွေဖြစ်ပါတယ်ချယ်ဆီတို့ကတော့ဒီနေ့ Conference League ပြိုင်ပွဲမှာဆိုရင်တော့ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်ဒီစူပလာ၅လုံးစလုံးကိုစုကူးထားနိုင်ခဲ့တဲ့ကမ္ဘာပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်ချယ်ဆီအသင်းရဲ့အောင်မြင်မှုတွေကအတော်လေးကိုအားကျဖို့ကောင်းနေပြီးလန်ဒန်ကြီးတူရင်တောင်မှလန်ဒန်ကုန်းဆောင်တဲ့အသင်းဖြစ်တဲ့ချယ်ဆီအသင်းကအချို့အသင်းတွေအားကျရအောင်စူပလာတွေတင်းကျုံရယူပြထားနိုင်ခဲ့ပါတယ်ချယ်ဆီအသင်းဟာသူများတွေလိုစူပလာချိန်များစွာယူပြထားတဲ့အသင်းမျိုးဟုတ်ချင်မှဟုတ်ပါလိမ့်မယ်ဒါပေမဲ့လည်းအင်္ဂလန်မှာသာမကကမ္ဘာမှာပါပထမဆုံးဆိုတဲ့စံချိန်တစ်ခုကိုရယူပြခဲ့တာကရာသီကုန်ဆင့်၄နေရာနဲ့သာရက်တည်နိုင်ခဲ့ပေမယ့်ချင်းသေးပြားတွေကိုတော့မျက်နှာမညှိုးနှမ်းစေခဲ့ပါဘူးချယ်ဆီအသင်းအနေနဲ့ဒီစူပလာ၅လုံးကိုစုကူးနိုင်ခဲ့ရမှာပထမဆုံးစုကူးနိုင်ခဲ့တဲ့စူပလာကတော့ UEFA Cup Winner Cup ဖြစ်ပြီး1990-91ဘောလုံးရာသီမှာစုကူးနိုင်ခဲ့တာပါဒါပြင်ဒီစူပလာတွေကိုဘယ်နှကြိမ်စုကူးနိုင်ခဲ့လဲမေးမယ်ဆိုရင် UEFA Cup Winner Cup ကို2ကြိမ်ချန်ပီယံ2ကြိမ်ယူရိုပါလိ2ကြိမ်ဥရောပစူပါဖလား2ကြိမ်နဲ့ Conference League 2ကြိမ်နဲ့ကိုစုကူးနိုင်ခဲ့ပါတယ်ချင်းသေးပြားတို့အနေနဲ့ဒီလိုမျိုးအောင်မြင်မှုတွေစာလောင်နေမှုစိတ်တွေကိုနီးပြတိုင်းကိုသင်ပေးထားပြီးမင်းလိုချင်တာပါလေငါလိုချင်တာအောင်မြင်မှုပဲဆိုတဲ့ပုံစံမျိုးအသင်းပိုင်ရှင်တွေကနီးပြလိုချင်တဲ့စိတ်ကြိုက်ကစားသမားတွေကိုခေါ်ယူပေးကသူတို့ဘက်ကလည်းနီးပြအနေနဲ့စူပလာရယူပေးဖို့အတွက်နှစ်စဉ်နေ့တိုင်းမှာမျှော်လင့်နေခဲ့ကြပါတယ်ချယ်ဆီတင်အောင်ပရီးမီးယားလိမှာလန်ဒန် is red ဖြစ်တဲ့အာဆနယ်လန်ဒန် is white ဖြစ်တဲ့စပါတို့နဲ့ပြိုင်ရှင်ပြိုင်မှုတွေလှုပ်ဆောင်နေပြီးဒီနေ့မှာတော့လန်ဒန်ကလပ်တွေဖြစ်ကြတဲ့စပါနဲ့ချယ်ဆီတို့ကတော့ကိုယ့်ကိုလောက်ကဥရောပစူပလာတွေဖြစ်ကြတဲ့ယူရိုပါလိနဲ့ကွန်ဖရင့်လိတွေကိုရယူခဲ့ပါတယ်အင်္ဂလန်မှာလန်ဒန်ကိုစားပြုကလပ်များမန်ချက်စတာကိုစားပြုကလပ်များနဲ့ကိုစားပြုကလပ်များပါဝင်နေပယ်ဆုံးကလပ်ပေါင်းများစွာရှိနေပြီမယ်လက်ရှိမှာတော့ချယ်ဆီရဲ့ Stamford Bridge ကစူပလာပြတဲ့ဟာမရောက်ဘူးတဲ့စူပလာတေးထည့်စရာနေရာမရှိတော့လောက်အောင်ပဲစူပလာတွေစုံလင်သွားခဲ့ပါပြီချယ်ဆီတို့အနေနဲ့ကုံဆုံးသွားခဲ့တဲ့ဘောလုံးရာသီတစ်ခုကိုစူပလာနဲ့ပိတ်သိမ်းကတမိုင်းသိရေးထုတ်ခဲ့ပြီးအသင်းသားတွေအနေနဲ့လည်းအားလည်းရဲ့အပန်းဖြေခီးထွက်လက်ရွေးစင်အသင်းနဲ့ပူးပေါင်းခြင်းကိုတွားရောက်ပူးပေါင်းကလန်ဆန်တက်ကြွမှုတွေနဲ့တူလာမယ့်ရာသီတင်မှာကလပ်တင်းတွေပေးဆက်လို့စိတ်အပြည့်နဲ့တူပြန်လည်ရောက်ရှိလာကြမှာပါချယ်ဆီအသင်းကတော့ပြန်ပွဲတစ်ခုဝင်ပြီးဆိုရင်စူပလာကိုရယူပြတတ်တဲ့အသင်းတွေဖြစ်နေပြီးလာမယ့်ရာသီမှာလည်းချန်ပီယံလိပြန်လည်ဝင်ရောက်ခွင့်ရရှိတဲ့အနေအထားတွေကိုဘာတွေထပ်မံလုပ်ပြအောင်မလဲဆိုတာဆက်လက်ခက်သွားရမှာပါဒါလောက်ဆိုတော့ချင်းသေးပြတို့ရဲ့စူပလာအားလုံးအရယူပြခဲ့တဲ့အကြောင်းပြီးစုံတင်ဆက်ပေးသွားခဲ့ပြီဖြစ်လို့ပရိသတ်တွေလည်းကျင်းနေကြမယ်ထင်ပါတယ်ဒါဆိုရင်တော့ပရိသတ်တွေအတွက်ဒီတစ်ပတ်7 sport အဖွဲသားတွေတင်ဆက်ပေးခဲ့တာကစူပလာဆောင်ကြည့်ခြင်းခြေသေးသေးရဲ့ Stamford Bridge စီကိုလာခဲ့ပါဆိုတဲ့အကြောင်းအရာပါဒီဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်တွေအနေနဲ့လည်းခြေသေးသေးရဲ့စူပလာအားလုံးရရှိခဲ့မှုမှာဘယ်ရာတွေကအဓိကကျတယ်လဲဆက်လက်ပြီးတော့ဘာတွေပြင်ဆင်သွားဖို့လိုလဲဆိုတဲ့အကြောင်းအရာတွေကို comment ပေးကဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒါပြင်ကျွန်တော်တို့ရဲ့ Seven Sport YouTube Channel ကို Subscribe လုပ်ထားခြင်းအပြင်ဘောလုံးကစားနည်းနဲ့ပတ်သက်တဲ့ဘူတုဒများစွာရရှိစေမှာပါနောက်တဲ့ပတ်ဒီမှာလည်းပရိသတ်တွေအတွက်အားကစားနဲ့ပတ်သက်တဲ့ဘူတုဒရရှိစေမယ့်အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်